ငွေလောင်းတင်လားရှင်ဗျာ လုံးဝကိုမလောင်းတင်တဲ့ကိစ္စနော်ဒါအချိန်ချင်းဟောနေရတဲ့ကိစ္စပဲတခြားအချိန်တူတာတဲ့ဒီအချိန်သူပို့ဆိုးပါတယ်ဘာလို့ဆိုတိတ်ထဲမှာအခုမှဦးစင်းလေးကကမ္မဝါစာဖတ်ပြီးတော့ဘာအာဘမ်းမှမသိသေးဘူးအကက်ကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာတော်ကြီးတွေထက်တော့ဖြူတွေပြောလို့ရဘာလို့ဘာမှမလုပ်ပါသေးအခုမှမွေးလာတာလေတင်ရနေအခုမှကမ္မဝါစာဖတ်လို့အခုမှရဟန်းဖြစ်ဘာလို့ဘာမှမလွန်ကျူးရသေးတဲ့ဦးစင်းသစ္ဆက်အဲ့ဒီဦးစင်းသစ္ဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ္ဆက်ကိုဝိုင်းတီလာဖြစ်တယ်လို့ဖြစ်သွားတာလေနော်ဖြူနေတဲ့ပုဂ္ဂိုလ်မဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲစိတ်တုပ်လိုက်ကြတာပဲနော်အဲ့တော့တိမ်စင်းလောင်းငွေလောင်းခြင်းတည်တာဖြူစင်နေတဲ့ဦးစင်းအသစ္ဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားတိမ်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတာနော်အဲ့လိုတော့မှခေါ်ချင်တာတီလာဖြတ်ပွဲပဲအဲ့တော့လောင်းစရာကြတော့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတိုက်စေးသွားတိုက်တန်စာအုပ်စသည်တွေလောင်းလို့ရတာပဲလေနော်ငွေလောင်းမှတိမ်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်ကျွန်တော်တိမ်စင်းလောင်းပွဲမဟုတ်တော့ဘဲနဲ့တီလာဖြတ်ပွဲတောင်ဖြစ်သွားတာနော်ဒါဆိုရင်ရှင်ဗျာယဟန်လေးတိမ်မှာဆိုတိမ်တန်ကရှိရပါရှင်ဗျာအပား100လောက်အပား50ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းသူတို့လိုအပ်တာလေးကိုလည်းလှူချင်တယ်ရှင်ဗျာလှူချင်တော့ငွေလည်းလှူချင်တယ်ရှင်ဗျာအဲ့ဒါဆိုရင်ဘလို့ဆက်နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင့်တော်အောင်လောင်းတင်လဲရှင်ဗျာအဲ့ဒါကစာရွက်ကလေးတွေလောက်ရတာလေဦးဇင်းတို့ဖောက်တယ်ဘာလို့မှတခါတလေလုတ်တတ်ပါတော့ကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပား100ဆိုအပား100စာပေါ့နော်အဲ့တော့1000တန်မှဖြစ်ပေါ်လာတော့တဘာ1000ထုတ်ရှင်နေပေါ့1000တန်မှဖြစ်ပေါ်လာတော့ PC လေးပါကိုကပ်ပြရအကြောင်းကပ်ပြရဘာတူလဲဥဖြူဆိုရင်ဥဖြူထံမှာအလူခံကြပါဘုရားဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီးတဘာတွဲလောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားအလူခံလို့ရသွားပြီငွေကိုဆရာတော်တွေမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပား100စာအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြကိုလည်းတခါတည်းပြောလိုက်တယ်ဒီတိမ်စင်းတိမ်တက်တဲ့တန်ဃာတွေအတွက်တဘာ1000ကျွန်တော်တူပါလေဆိုကပ်ပြအပ်လိုက်ပြင်ဆရာတော်တွေကိုအဲ့စာရွက်ကလေးကပ်လိုက်ပေါ့နော်တိမ်စင်းမှာဆရာကလေးလောင်းပေးလိုက်အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့ဒီတခါကြီးဒီတို့ကို PC လေးပါ1000နဲ့လှူထားတယ်ကပ်ပြစီမှာသူခံလို့ရပြီဆိုအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားလှူခံလို့ရတာဒါဆိုရင်အားလုံးအဆင်ပြေရအဆင်ပြေတာပေါ့အဲ့ဒါနီးလန်းနေရရှိပြီလားလူတွေကမသိတာရမလုပ်တာရပေါ့နော်